နေ့စဉ်ဖြစ်ပေါ်နေတဲ့စီးပွားရေးလူမှုရေးနဲ့သက်ဆိုင်တဲ့နောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းအကြောင်းအရာတွေဒီတွေကလည်းနိုင်ငံတကာကပါစုံစမ်းစားစရာကောင်းတဲ့အမှုပညာသတင်းအကြောင်းအရာတွေနေ့စဉ်ကမ္ဘာတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းအကြောင်းအရာတွေခုခေတ်လူငယ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ IT နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေအားကစားကဏ္ဍမှာဆိုရင်ပြည်တွင်းနဲ့နိုင်ငံတကာအားကစားသတင်းအကြောင်းအရာတွေနိုင်ငံတကာနယ်ပယ်အသီးသီးရဲ့စိတ်ဝင်စားဖို့ရကောင်းတဲ့အားကစားအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Good Morning မှာဒီ season ကိုတော့ Channel 7ရုပ်သံလိုက်မှာတနင်္လာနေ့ကနေပြီးတော့တောက်ကြနေထိနနက်9:00နာရီနဲ့10:00နာရီတွင်ဓာတ်ထုတ်လွှင့်တင်ဆက်ပေးနေပြီဖြစ်ပါတယ်ဒါကြောင့် Good Morning မှာအစီအစဉ်ကိုနေ့စဉ်ဆောင်ရွက်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်